အားလုံးမင်္ဂလာပါ Ribbon Shop ကခေါင်းပဲဖြစ်ပါတယ်ဒီရဲ့ပတ်ကြီး mobile မှာ material အသေးတွေ matic evan fragment တွေ issue level တင်တဲ့ star force stone fragment တွေကို free ကုန်စင်လို့ရမယ် event တစ်ခုထည့်ပေးလာပါတယ်ဘယ်မှာလဲဆိုတော့ RP Bena က crate ထဲမှာပါအစ်စ်လာတဲ့ Fortune Refiner ဆိုတဲ့နေရာလေးမှာပါအရင်ဆုံးကျွန်တော်တို့စီမှာပွဲထဲမှာမတုံးဖြစ်တဲ့ gravity လေးတွေအများကြီးရှိရင်ပိုကောင်းပါတယ် gravity လေးတွေကတုံးလို့ရရင်တော့ပွဲထဲမှာတစ်ချိန်တော့ပဲတုံးလို့ရတဲ့အတွက်ကျွန်တော်တို့တိတ်အသုံးဝင်ပါဘူးအဲ့ gravity လေးတွေကိုကျွန်တော် point အနေနဲ့လဲပြီး material အသေးလေးတွေဖောက်လို့ရပါပြီ material အသေးလေးတွေဖောက်ဖို့ဆိုရင်အရင်ဆုံးကျွန်တော်တို့အပေါင်းထည့်နေရပါမယ်ပြီးရင်ကျွန်တော်တို့ point အနေနဲ့လဲမဲ့ gravity လေးတွေကိုကျွန်တော် select မှတ်ပေးရပါမယ်ကျွန်တော်မှာရှိတဲ့ဆေးဝါးကွိုင်အားအစကျွန်တော်လဲပြပါမယ်တို့လည်းဆေးဝါးကွိုင်ရှိတဲ့ဟာကိုလဲပြရှင်လဲပြလိုက်ပါကျွန်တော်ကတော့ဆေးဝါးကွိုင်နဲ့လဲရမှာကိုလည်းတန်တယ်လို့ခံစားရပါတယ်ကျွန်တော်စဖောက်ပြီဆိုကျွန်တော်အခုနှစ်နင်းကတ်တို့ player ကတ်တို့ကိုအကုန်လုံးရတဲ့အထိဖောက်အောင်ပါပါနှစ်နင်းကတ်တို့ player ကတ်တို့အဲ့ပုံထဲဟာအကုန်လုံးရသွားပြီဆိုနောက်ထပ်တစ်ပုံပြောင်းအောင်ပါပါအဲ့ပြောင်းသွားတဲ့ပုံမှာတော့ကျွန်တော်တို့လိုချင်နေတဲ့ material တို့ matic evan fragment တို့ကိုရရှိမှာဖြစ်ပါတယ်တခါဖောက်ရင် point 2000ကုန်တဲ့အတွက် bros မှာရှိတဲ့ point တွေအကုန်လုံးလဲပြီးမှဖောက်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ပုံတုံပုံတဲ့က bros လိုချင်တဲ့ဟာလေးမြန်မြန်ပေါက်ပါစီလို့ကျွန်တော်ဆုတောင်းပေးပါတယ် Telegram Premium Diamond UC တို့ကိုကျွန်တော်တို့ Ribbon Game Shop မှာကြိုက်တော့ဝယ်လို့ရပါတယ်